စမ်းသစ်တည်ထွင်မှုပူးပေါင်းဆောင်ရွက်မှုdigital ကူးပြောင်းမှုစီးပွားရေးတိုးတက်မှုရေရှည်တည်တံ့ခိုင်မြဲမှုအစရှိတဲ့ရည်ရွယ်ချက်တွေနဲ့ကမ္ဘာအသေးစားအငယ်ဆောင်အလက်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေဖို့ World MSME Day ကိုနေပြည်တော်ရှိ MICC1 ခန်းမမှာဇွန်လ29ရက်နေ့ကကျင်းပခဲ့တဲ့သတင်းကိုမြန်မာရုပ်မြင်သံကြားသတင်းတောင်မညွညွဆန်းကသတင်းရယူပေးထားတာဖြစ်ပါတယ်ရှင်ကမ္ဘာအသေးစားအငယ်စားအလက်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနေ့အခမ်းအနားကိုနိုင်ငံတော်အဆင့်အောင်မြင်စွာဖွင့်ပွဲကိုစီကားတက်မြိုက်စွာကျင်းပခဲ့ပါတယ်။နိုင်ငံတော်အနေနဲ့ကမ္ဘာ MSME Day ခမ်းနားကိုကျွန်တော်တို့ဝန်ကြီးဌာနအဆင့်သာကျင်းပနိုင်ပြီမဲ့ယခုနှစ်မှာတော့နိုင်ငံတော်ရဲ့မူဝါဒတွေနဲ့ညီကျွန်တော်တို့နိုင်ငံတော်အဆင့်ခမ်းနားစွာကျင်းပနိုင်တာဖြစ်ပါတယ်။နိုင်ငံတော်သမ္မတကြီးကိုယ်တိုင်တက်ရောက်ဖွင့်လှစ်ချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။ဒါကဘာလို့ထင်ဟပ်ပြသနေလဲဆိုတော့ဒီ MSME လုပ်ငန်းတွေကိုနိုင်ငံတော်ကဘယ်လိုမျိုးအားပေးမြင့်တင်ဆောင်ရွက်နေတယ်ဆိုတာကိုလည်းတက်တည်ပြနေရလဲဖြစ်ပါတယ်။တိုင်းဒေသကြီးပြည်နယ်ရဲ့ပြင်ပအသင်းဖွဲ့အသီးသီးကဒီပြကန်းတွေစုစုပေါင်း150ခန်းကိုလည်းခင်းချင်းပြသတာဖြစ်ပါတယ်။ဒီပြကန်းတွေမှာလည်းတိုင်းဒေသကြီးပြည်နယ်လိုက်ထွက်ရှိတဲ့တန်မိုးမြင့်ထုတ်ကုန်တွေ OROB product တွေကိုလည်းကျွန်တော်တို့စုံလင်စွာပြသတာဖြစ်ပါတယ်။အထူးအစီအစဉ်နေနေကတော့ကျွန်တော်တို့ဒီနိုင်ငံတော်သမ္မတရဲ့လမ်းညွှန်ချက်နဲ့ညီယနေ့ခေတ်မှာဒီဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်လျက်ရှိတဲ့ဤပညာရေးနဲ့မျက်ခြေမပြတ်အောင် MSME လုပ်ငန်းတွေမှာရှင်တွဲပြီးတော့အသုံးပြုဖို့အတွက်လည်းကျွန်တော်တို့ဒီ World MSME Day မှာဆိုရင် MSME လုပ်ငန်းရှင်တွေကို Digital Acceleration Program တွေ AI နည်းပညာကို Digital နည်းပညာတွေကို MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်အောင်ဘယ်လိုမျိုးအသုံးချရမလဲဆိုတဲ့အလုပ်ရုံဆွေးနွေးပွဲတွေဟောပြောပွဲတွေပြီးရင်ကျွန်တော်တို့အောင်မြင်နေတဲ့ MSME လုပ်ငန်းရှင်တွေရဲ့အတွေ့အကြုံမျှဝေဖလှယ်ပွဲတွေသုတေသနပညာရှင်တွေရဲ့ MSME လုပ်ငန်းတွေကိုသုတေသနရလဒ်တွေကနေတဆင့်ဘယ်လိုမျိုးအသုံးချပြီးတော့မြင့်တင်ဆောင်ရလို့ရမယ်ဆိုတဲ့ကျွန်တော်တို့ဒီမျှဝေမှုတွေအစီအစဉ်တွေကိုလည်းထည့်သွင်းထားတာဖြစ်ပါတယ်ပြီးခဲ့တဲ့9နှစ်အတော်အတွင်းအောင်မြင်ခဲ့တဲ့ MSME လုပ်ငန်းရှင်များအားဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကိုလည်းထည့်သွင်းဆောင်ရွက်ခဲ့ပါတယ်နိုင်ငံတော်မှာပြီးခဲ့တဲ့9နှစ်တာကာလအတွင်းမှာ MSME မူဝါဒအောင်မြင်ခဲ့တယ်ဆိုတာကိုကျွန်တော်တို့အခိုင်အမာတက်တည်ပြတဲ့အနေနဲ့လည်းကျွန်တော်တို့ပြီးခဲ့တဲ့9နှစ်အတွင်းမှာဒီနိုင်ငံတကာအဆင့် MSME စုရခဲ့တဲ့လူတွေတိုင်းဒေသကြီးအဆင့် MSME စုရခဲ့တဲ့လူတွေပြီးရင်ကျွန်တော်ပြည်ထောင်စုအဆင့် MSME စုရခဲ့တဲ့လူတွေကိုလည်းကျွန်တော်စုချင်းမြင့်ပွဲအခမ်းအနားအစီအစဉ်ကိုလည်းထည့်သွင်းထားတာဖြစ်ပါတယ်။သမ္မတကြီးတို့ချင်းမြင့်တဲ့ထူးချွန်တစ်ကိုရရှိခဲ့ပါတယ်။ MSME နဲ့ပတ်သက်ပြီးကျွန်မ2019တွေကတွင်းကုန်ရှားပါနေတဲ့အချိန်မှာကျွန်မ Mass Data ရဲ့ဒုတိယစပြီးတော့ MSME လုပ်ငန်းကိုအကျယ်တပြန့်လုပ်လာတာအခုဆိုလို့ရှိရင်ကျွန်မတို့2026ရောက်ပါပြီ။အခုလက်ရှိကတော့ကျွန်မဝန်ဆောင်မှုလုပ်ငန်းနဲ့စေယုံ3ယုံဖွင့်ထားပါတယ်။နိုင်ငံတော်ကအတိအမှတ်ပြုကြမှုကျွန်မတို့ဒီထက်ပိုပြီးစူးစမ်းတော့ပါမယ်။ကျွန်တော်တို့တာတင်ကိုထွေထွေစီးပွားရေးလုပ်ငန်းတမမှာအတင်းဟာအင်ရှင်မစီဆက်ဆိုတဲ့နာမည်နဲ့မြန်မာနိုင်ငံကထွက်ရှိတဲ့ကုန်ကျန်းတွေအသုံးပြုပြီးတော့ရေပဲစီနှမ်းစီနေကြစီစရှိတဲ့ထုတ်ကုန်တွေကိုထုတ်လုပ်ဖြန့်ဖြူးရောင်းချနေတဲ့ကုမ္ပဏီတမမှာအတင်းလည်းဖြစ်ပါတယ်2025ခုနှစ် February မှာကျင်းပခဲ့တဲ့ပြည်ထောင်စု MSME ထုတ်ကုန်ပြပွဲမှာကျွန်တော်တို့တမမှာအတင်းဟာကုန်ထုတ်တမမှာအတင်းတတိယဆုကိုစုခုရရှိခဲ့ပါတယ်ဒါအပြင်2025ခုနှစ်10လပိုင်းမှာ ASEAN Business Awards ကိုလည်းကျွန်တော်တို့အသင်းဟာ Winner Cycle ဆုကိုရရှိခဲ့ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့အခုကျင်းပတဲ့ကမ္ဘာအသေးစားအငယ်စားအလက်စားအထိမ်းအမှတ်ပွဲမှာကျွန်တော်တို့တမမှာအသင်းဟာထက်ထက်တန်တန်ထူးချွန်အဆင့်နှစ်ဆုကိုဂုဏ်ပြုချီးမြှင့်ခြင်းခံရခြင်းဖြစ်ပါတယ်။အခုလို MSME လုပ်ငန်းများအနေနဲ့ပြည်တွင်းဈေးကွက်မှာမဟုတ်ပဲပြည်ပနိုင်ငံများသို့ပါဘလို့ထိုးဖောက်နိုင်မလဲဆိုတဲ့အသိပညာတွေကိုပါရရှိစေဖို့အတွက် MSME လုပ်ငန်းတွေကိုဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်တဲ့နေရာမှာ Digital နည်းပညာတွေ AI နည်းပညာတွေနဲ့ဘလို့အသုံးချပြီးတော့ဆောင်ရွက်နိုင်မလဲဆိုတာကိုလုပ်ငန်းရှင်တွေအနေနဲ့သိရှိနိုင်ဖို့ဒီပွဲကိုလာရောက်လေ့လာနိုင်တယ်လို့သိရပါတယ်။ကျွန်မညူညူစမ်းပါရှင်။